တစ်ပိုက်နော်ဒီကောင်က IRM ရဲ့နှစ်ကြောင်းပဲမရှိရ base band မရှိရဖြစ်တယ်ကျွန်တော် MRAM နဲ့ MD data ကိုရေးလိုက်တာဒီကောင်က error တက်ကနော်ဟုတ်ပြီဒီတစ်ပိုက်ကကျွန်တော်ဒီရုံးနဲ့ခေါ်မှာနော်ဒီရုံးနဲ့ခေါ်ဒီမှာတစ်ပိုက်မောင်းထားဖို့လို့ပြောနော်ဒါဆိုရင်ကျွန်တော်ကဖက်မှာက amudita amira နော် amudita amira ဘာလို့လဲဆိုရင်လဲထဲမှာ right မှာဖြစ်တယ်တော့နော် right မှာဆိုတော့ restore လုပ်မှာပြောတာနော်ကျွန်တော်ကဒီထဲမှာရှိတယ် remix ရဲ့ memory data ကို memory data ကိုထည့်လိုက်နော်အမှန်ကိုထည့်လိုက်တာဖြစ်တဲ့အတွက်ဒီကောင်က amudita error တက်သွားမှာနော်တက်သွားမှာပြီးတော့ကျွန်တော်ဒီ gigabyte မှုမှာလဲနေရောမှာနော်ကျုံထွက်လို့မရဘူးဒါဆို customer အဲ့အနေထားနဲ့လာဆိုရင်ကျွန်တော်တို့ကကြောက်စရာမလိုဘူးဆိုတာဘယ်လိုပြန်ပြီးတော့ fit မလဲဟလားတစ်ချိန်နဲ့ fit တဲ့နည်းလမ်းပေါ့နော်ကျွန်တော်တို့ကတရုတ်စာနားမလဲလို့ကလေးတွေကပြောတဲ့ခါမျိုးကြလူကြီးကနေပြီးတော့အဲ့ဒါကို translate နဲ့ဖတ်ပြမယ်ဟုတ်နော်ဒါဆိုရင် translate ဟုတ်လားဒီမှာဘယ် language ရပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ဒီမှာပုံစံလိုက်မှာလားမြန်မာလိုဟုတ်လားဒါဆိုရင်ဒီမှာ amudita ရဲ့ correct မဟုတ်ဘူးလားနောက်ကဒါပေမဲ့ဒီတရုတ်စာဆိုလဲကျွန်တော်တို့စာမဖတ်တတ်စရာအကြောင်းရှိမှာ amud ဆိုတဲ့ဟာပြောင်းသွားတာအဲ့ဒီ data ကလုံးဝပြောင်းမှာမဟုတ်ဘူး China မှာဖြစ်အင်္ဂလိပ်မှာဖြစ်ဒါပေမဲ့အင်္ဂလိပ်မှာဆိုတော့နောက်က data corrector ဆိုပြီးတော့ထပ်ပြီးတော့ပါတာပေါ့နော်။ပြောတာတရုပ်လိုလည်း data corrector လို့ပြထားတာပါပဲနော်။ဒါဆိုရင်ဒါ amudita error တက်ပြီ။ဘာလို့ amudita error တက်တာလဲဆိုရင်နားလေလားမသိဘူး။ဒီအလုံးလေးကနေကျွန်တော် amudita new ဖြစ်နေတဲ့အလုံးဒီကောင်တွေဟာလားမရှိတဲ့အလုံး enable ဒီကပြနေတဲ့အလုံးလေးကကျွန်တော် bucket ထုတ်ပြီးရမလား။ restore ထည့်ပြီးရမလား။ဟုတ်ဆရာ။အဲ့တော့ဘာ error တက်လဲ။ဟမ်။ဘာ error တက်လဲ။ဘာမှမတက်ခဲ့ဘူးလေ။ဘာမှမရှိတဲ့ဟာဘာမှမရှိတဲ့ဟာကိုပြန်ထည့်တာ။အဲ့ဒါကြောင့်ကျွန်တော်ပုံရိပ်တွေ့မှာ။ဒီအဲ့ဒါလေးဒီနေသားမှာတစ်ခါလေးထုတ်လိုက်တော့နော်ထုတ်မှပြီလားနားဆောင်